1389 ခုနှစ်သရင်ရွတ်လပြီးကျော်10 ရက်နေ့ည9 နာရီမှစတင်ဟောတဲ့တရားဝဲပါတရားဝဲတရားဌာနကတော့ဘယ်ကုတိုင်းဒေသကြီးရွှေကျင်မြို့လေးတက်ကျောင်းဆောင်ဓမ္မယုံတော်ဖြစ်ပါတယ်ဤဓမ္မသဘင်ဖြစ်မြောက်ရတဲ့ဣဇာနုကအလူရှင်များမှာဥတင်ဝင်းတော်လေးညူမိသားစုရန်ကုန်မြို့မှာဖြစ်ပါတယ်မဟာဒီအလူရှင်ကတော့ဥခင်စုတော်စန်းစန်းမိသားစုဥတင်ဝင်းတော်ကြည်ကြည်ဝင်းမိသားစုရန်ကုန်မြို့မှာဖြစ်ပါတယ်ဤတရားဝဲအတွက်ကြော်ညာတဲ့ဖိတ်စာအလူရှင်မိသားစုကတော့ဦးမိုးမင်းစုတော်ယူနဲ့မိသားစုရန်ကုန်မှာဖြစ်ပါတယ်မန္တနဲ့မဟုတ်ဘူးအလူရှင်ကတော့ဦးအောင်စိန်တော်တောင်းမြဦးအေးသိန်းတော်သိန်းသိန်းဤတို့အားရည်စွေကြိုင်းတဲ့မိသားစုရန်ကုန်မြို့မှာဖြစ်ပါတယ်မှတ်တမ်းနဲ့ဗီဒီယိုကတော့ဦးတော်ငါဥခင်တွေးတို့အားရည်စွေကြိုင်းတဲ့မိသားစုရန်ကုန်မြို့မှာဖြစ်ပါတယ်မိဆက်အလူရှင်ကတော့ဦးအောင်စိုးဦးတော်ခင်သီရာစိုးသမီးမအင်္ဂရီတဲ့မိသားစုရန်ကုန်မြို့မှာဖြစ်ပါတယ်ပန်းလအလူရှင်ကတော့မတ်မီကြည်ပြစိုးရန်ကုန်မြို့မှာဖြစ်ပါတယ်အာရအလူရှင်ကတော့ဦးချမ်းမြေစိုးတော်နင်းဒီမာစိုးသာမမောင်ထက်ကျော်မိသားစုတို့ဖြစ်ပါတယ်ဒီဝိရိမာတရားပွဲ၌ကြွားရောက်တရားနာကြတဲ့အပရိသတ်ပေါင်းသူတော်ကောင်းတို့အားပြန်လေချင်းမြင့်ခေါ်ကြတဲ့တရားတော်မှာအသိမတတ်ခင်ကြိုတင်ပြင်ဘာတရားလဲဟုတ်တယ်ဟောကြအသိမတတ်ခင်ကြိုတင်ပြင်အသိမတတ်တော့သိအောင်တတ်မယ်သဘောရှိခုတရားနာတဲ့ပိဋကကြီးခုဒီမှာလာတဲ့အကုန်လုံးနောက်အနည်း80ဆိုရှိအောင်လားဘာဖြစ်ကုန်လဲဘုရုတ္တတာသိရမှာယောဂီတို့အများတို့ကျတို့တနေ့တနေ့လမ်းသွားနေဆိုတော့လည်းသိဖို့အတွက်စားနေတယ်ဆိုလည်းသိဖို့အတွက်အိတ်နေတယ်ဆိုတော့လည်းသိဖို့အတွက်စီးပွားရှာနေတယ်ဆိုတော့လည်းသိဖို့အတွက်သိတော့သိရမယ်သိတယ်ဆိုတော့အသခန္ဓာတတ်တယ်ဆိုတော့ဘာသာသွားတယ်ဘယ်သူကလာတတ်သွားတယ်မသိဥရိဘုရုဒ္ဓမှမသိသိတော့သိသွားတယ်သူဆရာခင်ဗျားကိုသူချင်းမျိုးကလူတော်တယ်ကိစ္စယောဂဆိုနေအတမခံအောင်လားကိစ္စယောဂဘယ်ဖန်ဆင်းရှင်လာထဲတာလဲခန္ဓာမှာကိစ္စဘယ်သူကလာလောက်ရတာလဲကိုယ့်ဘောက်ကိုလှုပ်ယူတာလားကိစ္စယောဂသာဝရဖျားနဲ့နတ်တရားလာထဲတာလားဒါပြင်ဘာကြောင့်ဖြစ်လာဒီခန္ဓာကိုယ်ကြီးကိုကသတ်မဲ့ခန္ဓာတတ်တာတဲ့သဘောရှိခန္ဓာဆိုတာဘာသဘောရှိလဲတတ်တဲ့သဘောသတ်မှာတဲ့စီးကြိုသွေးတိုးတဲ့သတ်မှာနှလုံးယောဂကြောက်ကယောဂရောဘာဖြစ်တာလဲသတ်တာနောက်ဆုံးဒီခန္ဓာကြီးပဲသတ်လို့ဒီခန္ဓာကြီးပဲသေမသွားဘူးလားဒါဖြင့်တတ္တတာရဲ့သေမာရဲ့ရှိတယ်အဲ့တော့တတ္တာတော့သတ်မယ်သေတာတော့သေမယ်သေအောင်မတတ်ခင်ဦးဇင်းတို့ကြိုတင်ပြင်ရပါလိမ့်မယ်ခမရတို့ပြင်ထားပြီလားရွှေချင်းဝါပေါ်တော့ဘာလဲမသိမသာတင်တာပါကူဦးဇင်းလည်းမပြောတတ်တော့အဲ့ဒါပြင်ခိုင်းတာမဟုတ်ဘူးကိုယ်သေးပဲနေရမြေကြီးဝက်ပြီးကူလို့ဖို့ပြင်ခိုင်းတာမဟုတ်ဘူးပြင်တဲ့နာတွေပြင်ဖို့သေမာတော့သိတယ်သေရမှာတော့မသိဘူးလားခမရတို့သေတော့ပြင်ဆင်ထားဖို့မပြင်ဆင်ပဲဒီလိုနေပြီးဒီလိုသေလို့ရတော့မယ်ဒီလိုနဲ့ရတယ်အများကြီးပါပဲဗျာသေမာအမလေးလှုပ်ချပါအောင်အမလေးကြဲကြပါအောင်သားတို့ကြီးမပြစ်ထားပါနဲ့ဦးနည်းနည်းလေးရွှေ့ပေးပါအောင်ခေါင်းလေးနည်းနည်းတဲ့ပေးပါအောင်ရေလေးတစ်ပေါက်လောက်ချပေးပါအောင်နဲ့နည်းနည်းတောင်းပြီးတော့អော်ပြီးညှိပြီးသိမသွားဘူးလားအဲ့ဒါပဲရအဲ့ဒါဘာဖြစ်လို့လဲလို့မေးရင်မသိခင်ကသိအောင်တတ်မဲ့ဒုက္ခမှာကြိုတင်ပြင်ဆင်ရမယ့်ကိစ္စတွေမလုပ်ဘဲနဲ့သူများအကြောင်းကိုလူအကြောင်းကိုအကြောင်းဒီအကြောင်းဒါတွေပဲလျှောက်ပြောအဲ့ဒါဒီပဲလျှောက်ပြောနေတော့နောက်တော့ပြောရင်နဲ့ဖျားပြောတဲ့အဆုံးအမတွေပျောက်ပြီးတော့လောဘဒေါသနယ်ကြီးလွှမ်းခြုံသွားတော့တခါတည်းကိုသူ့အကြောင်းဟိုလူကဘာဖြစ်တယ်ဟိုပုဂ္ဂိုလ်ကဘာဖြစ်တယ်ဟိုပါတီကဘာဖြစ်တယ်ပေါ့ဒီကြားနေရတာဦးဇင်းတော့ဘယ်တည်းမှမပါဘူးဦးဇင်းကဘာမှမသိဦးဇင်းကတရားဟောမယ်တရားပြမယ်တရားလာမင်းရှင်းမယ်ဒါပဲကျန်တာဘာမှမသိဘယ်ထဲမှလည်းမပါဘယ်အဖွဲ့အစည်းမှလည်းမလုပ်ဘာမှမလုပ်တာအဲ့တော့လောကကြောင့်လည်းဘာမှမသိ
ဒါပဲနဲ့ခုနလိုပြောနေတဲ့အတန်ကြီးကြားတယ်အဲ့ဒါတွေတော့ပြောတော့ဦးဇင်းတို့ခမရတို့ဦးဇင်းအခု64နှစ်ရှိပြီဦးဇင်းတို့ငငယ်တုန်းကအဖိုးတွေအဖွားတွေအတော်တွေဦးလေးတွေကတင်းညိုကိုပိုင်းနဲ့သရာမတတ်တဲ့လူတယောက်မှမရှိဦးဇင်းတို့ငငယ်တော့အလူတန်းနေနာယီသားကြီးတွေမှဆိုလို့ရှိရင်ဇိနတပါကာတိမျိုးပေတဝိတုတို့950ဒီကြောင်းပြောကြတယ်အခုအဲ့လိုပြောတဲ့ပုဂ္ဂိုလ်ရှိသေးလားမရှိတော့ကွဲကုန်တပြေးပြေးပြောင်းလာပြီဒီဘက်ဘာဖြစ်လာလဲဟာ तू ကဘာဖြစ်တယ်ငါဘာဖြစ်တာအဲ့ဒါဘယ်သူကဘလောက်ချမ်းသာဘယ်သူကဘလို့လုပ်ငန်းကြီးပြီးတဲ့ဒါပဲပြောတော့တယ်တဲ့ဖရာအကြောင်းတရားအကြောင်းတန်ត្រာအကြောင်းအိုခြင်းနာခြင်းမှလွတ်မဲ့ဝိပဿနာအကြောင်းတွေမပါတော့ဘူးတယောက်နဲ့တယောက်လောဘဒေါသမောဟမာနတိုက်ကြခိုက်ကြပြန်ညဆိုင်ကြမယ်ကြမ်းတမ်းတဲ့အလုပ်တွေအဲ့ဒါတွေပဲပြန်ညတော့တယ်အဲ့ဒီမှာပဲနင်းမြုပ်နေကြတာဘယ်သူကဘလောက်စီးပွားပြည့်ပြီဘယ်သူကဘလို့နေရာရပြီဘယ်သူကဘလို့ပြောင်းသွားလို့ဘလို့တိုက်ကြီးတွေဒါပဲပြောနေကြတာကာမဂုဏ်နဲ့လောဘဒေါသလောဘအာယုဒေါသအာယုမာနအဲ့ဒီအကြောင်းတရား၃ပါးဖုံးလွှမ်းပြီးတော့ဒီနေမှာပဲကျက်စားနေကြတယ်ဖရာရဲ့ကျေးဇူးတရားကျေးဇူးတန်ခါကျေးဇူးတွေဘာမှမသိတော့ဘူးမိမိတန်ត្រာရဲ့သွားမဲ့ဘောနောင်ကြီးတွေလည်းမသိတော့ခင်ဗျားတို့သိရင်ဘယ်ဘဝသွားမလဲနတ်ပြည်တက်မလားအမကကြီးရှိလားအိုးရှိရရှိကိုရှိရဝိသခအနာတပိသိတော့ငရဲကြသလားနတ်ပြည်တက်သွားလားအမကကြီးရှိလို့လားမရှိလို့လားခင်ဗျားတို့မှမရှိဟုတ်ပြီနော်လူတော့လူပဲတဲ့ပခုံးနဲ့ပကြကောင်းဟုတ်ပြီရုပ်နဲ့နာနဲ့သွေးနဲ့ပူသားနဲ့ကိုပဲဒါနဲ့ဝိသခတို့အနာတပိတို့ဘာလုပ်လဲတရားနာမယ်ဆွန်လောင်းမယ်အနာတပိဆိုတနေ့ကိုကြောင်းကို2ခေါက်သွားတယ်အရေးကြီး3ခေါက်လောက်သွားတယ်မနေ့မိုးလင်းညရောက်တဲ့ဟိုဖြားနာတဲ့ပုဂ္ဂိုလ်တွေဆေးတို့ရာဟုတို့တိုက်ဖို့တန်ဃာတော်တွေအဲ့ပြည့်လာတဲ့တန်ဃာတွေကိုနေရာချပေးဖို့အဲ့လိုနေကင်းကြလို့ရှိရင်အဲ့ဒါကြောင်းမှာဆောက်ရည်ပြည့်ရည်ပြည့်ရည်တွေပြုံးမယ်ညနေကင်းကြလို့ရှိရင်ညကြွားရတဲ့တန်ဃာတော်တွေနေရာချဖို့ဟိုလူနာတွေယဟန်တွေဆေးတိုက်ဖို့ဒါပဲသူလုပ်တာဘယ်နိုင်ငံရေးအကြောင်းဘယ်စည်းပွားရေးအကြောင်းခုလူမကောင်းဒီလူမကောင်းဘာမှမပါဘူးသူလည်းအသက်နဲ့ခန္ဓာကိုယ်ပဲကိုယ်လည်းအသက်နဲ့ခန္ဓာကိုယ်ပဲဒီပုဂ္ဂိုလ်တွေဒီလိုလုပ်သွားပြီဝိသကသတိမကြီးကလည်းမဟာလတတန္တာဆိုတာ9ပရိဆိုတော့ခုနေဆိုပရိ9000လောက်တန်တာပေါ့ဂရိ9000လောက်တန်တာပေါ့အဲ့လောက်တန်တဲ့စေရှုပဲကြောက်တံပရိမိုက်စီချရတဲ့မဟာလတတန္တာကြီးဝက်ပြီးတော့ဥပုသ်သွားဆောင်တယ်ဟိုကြောင်းသွားတယ်ပြန်လာတော့အဲ့ဒါကြီးမေ့ကြတယ်လေတော့ဤလိုအနန္ဒာကအဲ့ဒါကြီးကိုလာယူဖို့ပြောတော့မှန်လားပါဗျာတပည့်တော်ပြောက်တဲ့ပစ္စည်းကတပည့်တော်မပိုင်တော့ပါဘူးဗျာအရှင်ဘုရားပဲကြည့်သလိုစီမံပါဗျာဆိုအဲ့ဒါကြီး9ဂရိနဲ့ရောင်းပြီးတော့ပုပ္ပါအောင်ကြောင်းကြီးဆောက်ဟာငါပစ္စည်းပြန်ပေးငါပစ္စည်းပြန်ပေးဟိုလူတိုင်းမဲ့ဒီနိုင်ခါဒီဌာနတိုင်းမဲ့သူ့ကြောင်းကကြောင်းပြောတာပါသလားဝိသခာသူများအကြောင်းဟိုအကြောင်းဒီအကြောင်းပြောတာပါသလားဖရာအကြောင်းတရားအကြောင်းပြောသလားလူတော့လူပဲနော်လူတော့လူပဲဒါဖြင့်သူတို့ကဖရာစိတ်တရားစိတ်သံဃာစိတ်နဲ့နေတော့ယတနာသုံးပါးနဲ့သီလနဲ့နေတဲ့တရားတွေနာနေတယ်ညနေခင်းဆိုလို့ရှိရင်တာဝတိဘီယာပုဂ္ဂိုလ်တွေရုပ်နဲ့စီမိတိုင်းတွေပန်းနေရေချမ်းနေထညက်တကားတွေယူပြီးတော့ကားတွေကိုဇီတော်ကျောင်းကြီးတရားနာကြတာခင်ဗျားတို့အဲ့ဒီဟာမယုံလို့ရှိရင်အခုသီဟိုနိုင်ငံကိုသွားလိုက်သီဟိုနိုင်ငံမှာညနေခင်းရောက်ပြီဆိုအိုးကြည်ညိုလိုက်တာအကုန်လုံးဖွေးနေတာပဲအပေါ်အင်းပြအပေါ်ပြူအောက်ပြူဖြူအဖြူတွေနဲ့တစ်ဖက်ကမီစီပြီးတစ်ဖက်ကပန်းစီပြီးခွဲနဲ့ပန်းနဲ့တင်းပြီးတော့မဟာဇီရီကြီးသွားပြီးဖူးကြတယ်အဲခုနဇီရီတွေအများကြီးတစ်မျိုးလုံးကဖိုးလို့အဲ့ဒါဦးဇင်းတို့ညာကြီးသွားတယ်ညသွားလဲတညာလုံးဘောဓိပင်အောက်မှာလဲဖျားဝုပြုနေတယ်ဖျားရှိခိုးနေတယ်ဖျားပြေးယူနေတယ်မဟာဇီရီမှာလဲဖျားဝုပြုနေတယ်ဖျားရှိခိုးနေဒါနဲ့ပဲသူတို့နေသူတို့နိုင်ငံမှာသွားတာဘောင်းမိတို့စကတ်တုံနဲ့ကိုယ့်ယောဂဝတ်တဲ့လူတယောက်မှမတွေ့နွားခိုင်းလို့ရှိရင်အော်တယ်နွားမခိုင်းအောင်တဘိုးမတင်အောင်လူကလဲဆွဲဆိုနွားဆွဲခိုင်းလို့မရဘူးဖျားအဆုံးမဖျားတက်တော်တရားပွင့်နေတဲ့အတိုင်းပဲကျတို့ဒီမှာတော့ဟာတကားတဲ့ကိုရီးယားကားကြီးဖို့ရုပ်ရှင်ကြီးဖို့သူများအကြောင်းကိုအကြောင်းတရားရိုးမူးကြယူကြမတကားတည်းကြည့်ရတယ်တွေ့ဘူးဒီမှာအပေါ်နားလေးနေစုဘယ်နည်းနည်းစုဒီဘယ်နည်းနည်းစုဒီမျိုးကရွှေကျင်မျိုးကတကားတွေဘယ်ရောက်ဘောလုံးပွဲရောက်အရက်ဆိုင်ရောက်နော်ကိုရီးယားကားကြီးလက်ဖေးဆိုင်ဆိုင်အမျိုးသားတွေဘာသာသာသနာစောင့်ရှောက်ရေးဆိုတာအခုတည်းကမရှိတော့ဘူးမွတ်စလင်လာဖြစ်တာမဟုတ်ကိုယ့်ဘာကိုဘုန်းကြီးမယူသေးတရားမနာခြင်းမနဲ့ဘောလုံးပွဲကြည့်နေဒါဘာသာသနာစောင့်ရှောက်ရေးဟုတ်ရဲ့လားကျက်စည်းရေးဒီမှာဓမ္မတွေကြီးပဲရှက်ဖို့ကောင်းတယ်ကြည်သမ်းမအောင်ဘယ်တရားပွဲဖြစ်ဖြစ်
Takamari. Sinamo Udinku Jonaka Ayudara. Sekubi Divakan Sony at Takamari, Sankane Hulubo Chura. Takadia Wamba. Jovia Minabu Buli. Messiah Sanke Sidic, Takamali, Naga, Alangana Kamali. Adale Takara Sanke Sidosi. Naga Haile Kabunia, Takama, Momio, Takama, Naga, Kijawara, Takadia Wamba. Paya Wallace or Yuria Yakomi. Idamo. Suragaro. Pada Dazana Zika, Makino, Lova Doda Mohari, Kina, Pada Dazana, Quevi. Quenevi, a cubector of Guelavili. Quenevi, a idol. Paya Puni at Taudi, Yannick Yara. Banji can see me at the Adwana Jare, Camaro, Shuijin Yujiva, Nya, Palo. Kuriaka Jijare, Majijaula. Kuriaka Dima Payazia, Aboma Madiu. Payazima, Divi Puna of Divijita, Kuria Maugia. Kuria Menality, Minimili in Jula. Payamiena. Metuba Baba, you give it in the Yuga. Quite long as you can engage Jalo in the Kamima of Gamito. Tadana Motogun. For Jetty Michia Hari Ataka Goa Auga. Go to the Yoning Nila. Yoning there. Goya Paya Bono, the Vishaja Jibujai. To see Babo Manamati. He idol the Garamari. Paya Jesu, Tia Jesu, Tangaya Jesu, maybe a lower of the Mori, Pomano. Logataji, the Kulo, Gavaji, the Kulo, old top, Dongyani Javi, Takaini Javi, Chesini Javi. Yani Tom Mini Javi, Takaini Javi, the Puloni Javi, Chesini Javi. Venanga Gigi, Venanga, Munina, Munyan, and Nanga Shide. Ara, Buddha Lukore, Timoda, Dongjima. Buddha Sudananga Lea. I name my ye machine, sit down machine. When you are maybe out of Kuwait, a colo Paya, Soma died. Luwini, Yanwini, Payadrunanga, Uberia, Paya would even. Oda Valananga. Jemishi, Yomishi, Palmishi, sit down machine. When you are when you are left, yeah, Sina, Mina, Tilana, Tamarina, Dilonira. Do what they will say out of Dongan to Yajalo Yoda, in Javula, Roman. I bring you, Pada de Yatrin Vida, the Godding. At a Buddha Badane, and Nidara, Piago, Yudi Lizar and Nanga, Manina Mula. Eh, Timara Johnny, the Zoni Payar in the Oma Boloya. Udi and Vibada when the Omi were Camaro Buddha Badari, Baloni and Mio. Get an idea. Hobila. Lower the more is non Chola, Aini, Ailu, Aini, Piatana. Toga Mudi Dog, Yellow Moody, Bugle Moody, Chicken. I don't say, or he hitchin it, the Jare. They video or Henny, their body out there, Mazigale or Henny Jare. Hobila, they don't let all be there, they let the view Dwavi, Camaro Lolem Omine. Camaro Amin, Jura, name Lubilu Yora. Janyan. Lu Udrung and Noa. Danda Bolu, Jingung Arigo. I look like I Yushima, Lama Luda, Jan Yabi, or him. Ada Uni Adipidari, Jona Warrior. Jona Warrior Tamara, Tamara on a Benny, Brulame, Bewazawa, Bari Balame, Hodi, Noni. I have Pidari, Jan Yabi, Blue Kangani, Lagomine. Udin Bajisra, Dagidanga, was a great city, Shadow Zodica. Udin and Sedan Chido. Sedan Pimenijara, me, you are emanated at Original, Majolani one. Such a bit you are. And a Midi Kani Guard, but in the Lona Kanshi. Nyaleja, Brisig of Boraveha, Muslim Alai, Levema, Judan and a Kawi led and a Motin Murine. Manager of Ponino, Ali Karinia, Muslim Alas, Vajusha, the Yechalo, Ema Mataya, Jona Buddha Green Mogulado, Nimbuabi. Hosian meaning. Where do you mean? Mino Mijo. Luba Homa, Janyani, and Yajimale Janya be or Henny. Utilisan in the Pio City to Charlie Janya Manila. They is only on Yiniaila.
ရွာစီမှတ်ထားနော်ခင်ဗျားတို့မသေးသေးဘူးနော်ဒါတွေရေးကြည့်တယ်ဒါတွေပူဇင်းတို့သင်ပေးခြင်းပြင်ပေးခြင်းလို့လာခဲ့တာရိုက်တော့မသိပြီမှမိမိတို့ဖရာရဲ့ကိုရဲ့ဂုံတရားရဲ့ဂုံတန်ခါရဲ့ဂုံကိုလေးလေးနက်နက်အရသာတွေမသိတဲ့အခါကျတော့တရားကြည့်ရင်လည်းစိတ်လည်းမရှိဘူးတရားနာခြင်းနဲ့စိတ်လည်းမရှိဘူးနော်သာသနာမှာခုနလိုဦးဇင်းတို့ငယ်ငယ်တုန်းကလူကြီးတွေဟာတယောက်ကမင်းရုပ်တည်နံနေအကြောင်းကိုလူနဲ့ညီညာပြောကြလက်ဖေးရတောက်လေဆက်လေးတောက်လေဟော तू ကသူကြတယ်တရားနဲ့ပြောနေပြီးတော့လူကြီးတွေနေကြတာအခုတော့တရားနဲ့ပြောနေတဲ့လူတယောက်မရှိတော့အဲ့လိုဖြစ်ကုန်ပြီအဲ့တော့ယောဂီတို့သိထားလိုက်ပါဒီသာသနာတော်ကြီးအခုလိုဖြစ်လာဖို့ခင်ဗျားတို့အပယ်လေးပါးလို့ဖို့သိတဲ့အခါရဲ့သိပြီးတဲ့အခါဘဝချမ်းသာရမှာဘဝခန္ဓာဥနာတိဒုက္ခချုပ်တဲ့နိဗ္ဗာန်ရောက်ဖို့အတွက်လွယ်နဲ့မရနိုင်ခဲ့ပါဘူးအဲ့လိုရေးခဲ့တာရသောရထေရီဘိက္ခုနီမပုပ္ပါယုံကျောင်းကနေပြီးတော့ဘိက္ခုနီမ1000မြတ်စွာဘုရားရဲ့မိဖုရား1000ဘိက္ခုနီမဝတ်တော့မိဖုရားဘိက္ခုနီမ1000အဲ့ဒီနေ့ကသူတို့ကတပြိုင်နဲ့ပြိဋိဘံပြုကြမှာတပြိုင်နဲ့သိကြမှာအဲ့အတွက်ပြိဋိဘံပြုဖို့အတွက်ပုပ္ပါယုံကျောင်းကနေပြီးတော့တန်းစီပြီးတော့ရသောရဘိက္ခုနီမဥဆောင်ပြီးတော့ဒီဇီတဝန်ကျောင်းရောက်ဒီကြတော့မြတ်စွာဘုရားလျှောက်တယ်မှန်လားပါဗျာဘုရားတပည့်တော်တို့ယနေ့ပြိဋိဘံပြုရပါတော့မယ်ဗျာပြိဋိဘံမပြုဘူးဘုရားတပည့်တော်လျှောက်ချင်တာလေးလျှောက်ပြရစီမြတ်စွာဘုရားကလျှောက်ပါတဲ့အခုလိုအရှင်ဘုရားတမယုဒဉာဏ်ရပြီးတော့တတ္တဝါတွေအိုနာတိဒုက္ခနဲ့သူနိုင်ကိုနိုင်သူသေးကိုသေးတတ်ကြဖြတ်ကြအပယ်လေးပုံမှာဆုံးကြီးဆန်းကြီးနဲ့ဆင်းရဲနေကြတဲ့တတ္တဝါတွေကိုကဲတင်ခြင်းနဲ့ဆိုပြီးတော့ကဲနေဖို့တပ္ပိယုတဉာဏ်ရဖို့တဲ့အရှင်ဘုရားကိုတပြီးတော့ပါရမီဖြည့်ခဲ့ပုံလေးအချင်းချုပ်လျှောက်ပြရစီဒီလိုသာသနာကြီးဖြစ်လာဖို့သံဃာတော်တွေဖြစ်လာဖို့ခင်ဗျားတို့ဒါနသီလအခုဘုန်းကြီးတွေဖြစ်လာတယ်ဆိုတော့ခင်ဗျားတို့တဏှာကိုယူတယ်ဆိုတာသာသနာမရှိရင်ရပါမလားဒီသာသနာဘာကြောင့်ဖြစ်တာလဲမြတ်စွာဘုရားလက်ခုပ်ဝတစ်ဖက်တည်းတီးလို့ရရဲ့လားနှစ်ဖက်တီးရတာတဲ့ရသောတရားပါရမီဖြည့်တဲ့ဘက်ကလည်းတစ်ဖက်ပါတယ်မြတ်စွာဘုရားကပါရမီအားထုတ်တာလည်းပါတယ်အဲ့ဒီလက်ကူးကြောင့်ဖြစ်တာတဲ့အရှင်ဘုရားတပ္ပယုဒဉာဏ်အထောက်ပံ့ရဖို့အတွက်တပည့်တော်ပါရမီဖြည့်ခဲ့ပုံလေးလျှောက်ပြရစီတခုသောဘဝမှာအရှင်ဘုရားနဲ့တပည့်တော်နဲ့လင်မြားရဲ့လို့ချင်းချင်းနာနာပေါင်းသိနေရင်းကနေပြီးတော့အယက်သမားလူရန်ကားတွေကလာပြီးတော့မောင်ရင်မင်းမိမကဖြူဖြူနုနုချောချောလေးกว่าမင်းကတော့သားမယားအဖြစ်နဲ့ပေါင်းခဲ့တာငါတို့ကမင်းအဲ့ဒီအသားကိုဖုတ်ပိုင်းပြီးတော့အရက်နဲ့ညီးစားနေတာအဲ့လိုလာတောင်းတယ်တဲ့လာလူခံတယ်တဲ့အဲ့လိုလာလူခံတဲ့အခါမှာအရှင်ဘုရားကလာလူခံတဲ့အယက်သမားလူရန်ကားတွေလက်ထဲကိုတပြီးတော့ဟိုအနှင်းလိုက်တယ်တဲ့အနှင်းပြီးတဲ့အခါကျတော့ရေကရားနဲ့ဆူတောင်းတယ်ဤကဲ့သို့ခြေစနီးကိုသတ်စားမဲ့ပုံကိုယ်တွေအတွက်ထဲဖို့သတ်စားဖို့အတွက်လှူဒန်းလိုက်ရတဲ့ကောင်းမှုကြောင့်မျက်စိနဲ့လမ်းမာပြီးတော့တန်ត្រာမှာအိုနာတိဒုက္ခနဲ့လည်နေတဲ့တတ္တဝါတွေကိုချွတ်နိုင်တဲ့တပ္ပယုဒဉာဏ်ရဖို့အထောက်ပံ့ဖြစ်ပါစေဆိုပြီးတော့အဲ့လိုလှူလိုက်တယ်ကဲကိုယ့်ရဲ့ချစ်လာစွာသောဇနီးကိုတတ်မဲ့ဖြတ်မဲ့အရက်နဲ့မြည်စားမဲ့လက်ထဲကိုလှူလိုက်တာခင်ဗျားတို့ကလှူနိုင်ကြရဲ့မယားကြည့်ဓာကြည့်ဗျာပေါ်တော်အောင်မလားရွှေကျင်သားပါအောင်လှူရဲလားစဉ်းစားတော့ဒီသာသနာဘယ်လိုရင်းခဲ့ရတာလဲဆိုတာကိုခင်ဗျားတို့သိဖို့ခင်ဗျားတို့ကဘာမှမသိရဒီသာသနာရဲ့အရင်ထုတ်ပုံလေးပြဒီသာသနာတည်ဖို့အတွက်ဒါနပါရမီမြောက်ဖို့အတွက်နော်ဒီသာသနာကြီးဖြစ်ဖို့အတွက်ဒါနပါရမီမြောက်မယ်ဒါနပါရမီမြောက်ဖို့အတွက်အဲဒီသူ့ရဲ့ခြေစနီးကိုသတ်စားမဲ့လက်ထဲအရှင်လက်လက်သတ်မဲ့လက်ထဲကိုထည့်လူလိုက်တယ်သူရတော်တရားလောင်းကိုသိစေခြင်းလို့လားနောက်မိမလိုခြင်းလို့လားဘာဖြစ်ခြင်းလို့လဲတတ္တဝါတွေကဲသိခြင်းလို့သူတက္ကမကိုအရင်ကြီးလုပ်လိုက်တာခင်ဗျားတို့သာသနာကြီးကိန်းဖို့သာသနာကြီးတည်ဖို့အတွက်ခင်ဗျားတို့ကောင်းမှုစိုက်ပျိုးဖို့အတွက်ခင်ဗျားတို့အပယ်လေးပါးနဲ့အိုနာတိဒုက္ခလွတ်ဖို့အတွက်သူတို့အဲ့လိုယဉ်သွားတယ်ခင်ဗျားတို့အဲ့လိုယဉ်နိုင်လို့လားကိုယ့်ရဲ့ယောက်ျားကိုယ့်ရဲ့တက္ကမ
ကိုယ့်ရဲ့သားသမီးနော်ကျမ်းမာရင်မကောင်းလို့သိမ်းပေါင်းများစွာတန်ကုံရတော့မယ်လက်တစ်ချောင်းဖြတ်ရင်ဥမာသိန်း100ဆိုသိန်း100ရမယ်ဆိုပြီးလက်ဖြတ်ပြီးကုတဲ့လူရှိလားစဉ်းစားနော်ကိုယ့်ယောက်ျားကိုယ့်ဇနီးကိုယ့်သားသမီးလက်ဖြတ်ပြီးကုမဲ့ပုဂ္ဂိုလ်မရှိဘူးဗျခိုမာကတော့အသက်အသက်ပြီးတော့ဖြည့်သွားပြီးခမည်းတော်ကျုပ်တို့အတွက်မြတ်စွာဘုရားကတုံဆုံးတဲ့လူလားစွန့်လွတ်ပြီးလူလိုက်တာအဲ့ဒီချိန်မှာရသော်ရကဘုရားတပည့်တော်မှာနားလည်ပါတယ်ဘုရားအရှင်ဘုရားကတပည့်တော်ကိုမုန်းပြီးတော့သတ်မဲ့လက်တဲ့ထဲခြင်းလည်းမဟုတ်ပါဘူးတပည့်တော်ကိုချစ်တာလည်းသိပါတယ်နောက်အိမ်တော်အသိပြုဖို့လည်းမဟုတ်ပါဘူးတဲ့တပည့်တော်ကိုလည်းသနာတယ်သတ်မဲ့ပုဂ္ဂိုလ်လည်းသနာတယ်ကြံတဲ့တတ္တဝါတွေလည်းသနာလို့ကေတင်ညီဖို့အတွက်အထောက်ပံ့အတွက်ဆိုတာတပည့်တော်နားလည်ပါတယ်ဗျာသတ်မဲ့ပုဂ္ဂိုလ်ကလည်းသစ္စာလေးပါးတရားသိရင်သတ်ပါမလားသူ့ကိုလည်းသနာတယ်တဲ့သူ့အတွက်လည်းလွတ်ဖို့ရသော်တရားလည်းအရဟတမရဖို့ကြံတဲ့တတ္တဝါတွေလည်းကယ်ဖို့အတွက်ဒီလိုရင်းနှီးလိုက်တယ်လို့ဆိုတာတပည့်တော်နားလည်ပါတယ်ဗျာခင်ဗျားတို့ကျတို့အတွက်သူတို့ရင်းနေတာပြောတာတပည့်တော်မကလည်းတဲ့အရှင်ဘုရားကိုနားလည်တယ်လို့တပည့်တော်ကလည်းသတ်တဲ့ပုဂ္ဂိုလ်တွေကိုချင်းစာတရားမရှိဘူးရက်ဆက်တယ်နော်ညှင်းစေတယ်ကိုမရကိုချက်စားပါလားလို့မပြောပါဘူးတဲ့သူတို့ကိုတပည့်တော်ကျေးဇူးတင်ပါတယ်တဲ့သူတို့တပည့်တော်တတ်ဖို့လာလူခန္ဓာကိုတပည့်တော်ဝမ်းမြောက်နေတာဗျာတဲ့ကြည်စမ်းခင်ဗျားတို့ပြည့်စိတ်ကခိုင်နိုင်လားပြည့်စိတ်အကြိုက်ခံနိုင်ရဲ့လားပြည့်စိတ်အကြိုက်တောင်မခံနိုင်ရှင်ကြိုက်ကောခံနိုင်ရဲ့လားမခံနိုင်ဘူးကိုမာကသတ်မာကြီးကိုသတ်မဲ့ပုဂ္ဂိုလ်သူကကျေးဇူးတင်နေတာတဲ့ဘာဖြစ်လို့ကျေးဇူးတင်တာလဲသူတို့အခုလို့လာသတ်မှာသူတို့ကပါရမီဖြည့်လို့ရမယ်အခွင့်အရေးရမှာတဲ့ကဲစဉ်းစားကြည့်သမောခမည်းတော်ကျုပ်တို့အတွက်အကျိုးရှိဖို့အတွက်အထောက်ပံ့သူကလာသတ်တော့မှသိခံတယ်ဆိုတဲ့ခန္တီပါရမီမဖြစ်ရဘူးလားမြတ်စွာဘုရားလောက်ကလည်းဒါနပါရမီမမြောက်ဘူးလားသူတို့အတွက်လားခမည်းတော်ကျုပ်တို့အတွက်လားသူတို့ပါရမီဖြည့်တာဘယ်လိုအတွက်လဲသူတို့ပါရမီဖြည့်တဲ့အခါကဘုရားပွင့်တဲ့အခါမှာကြုံတဲ့လူသားတွေအတွက်အကျိုးရှိပါစေဘု து အတွက်ဟိုလူအတွက်မျှော်မှန်းတာပါသလားငါတတိပဲငါသားပဲငါရောက်ဖပဲငါယာတုပေးမယ်ဟိုဟာပေးမယ်ဒီပစ္စည်းပေးမယ်ဆိုမျက်နှာလိုက်တာပါလားသူတို့ပါရမီဖြည့်ဖို့ဒီရွှေကျင်ရပုဂ္ဂိုလ်တွေတိုက်တွန်းထားတာပါသလားစဉ်းစားတော့ကျေးဇူးမဲ့မနေကြပါနဲ့ကျေးဇူးမဲ့ပြီးနေတယ်ဆိုတာကျေးဇူးကမ်းသွားရင်ကိုခံရလိုက်မယ်ဒီသာသနာလွယ်လွယ်နဲ့မဖြစ်ခဲ့ပါလားဆိုတာမှတ်ထားလိုက်ပါဘုရားတပည့်တော်အခုလို့သူများတတ်စားမယ်ဆိုပြီးတော့တတ်စားမဲ့လက်ထဲလိုက်သွားတာဘဝဂတိ1000မကဘူးတဲ့တစ်ကြိမ်နဲ့လားအကြိမ်ပေါင်းများလားခင်ဗျားတို့ခြေကြိုက်တာတော့မခံဘူးရှင်ကမမိရမှာတချို့လက်စစ်တက်နဲ့ဖန်ဖန်နဲ့အောင်ချက်တတ်တယ်စဉ်းစားတော့ကိုတော့ပါလေးတောင်ကြီးမခံနိုင်ဘူးအဲ့တော့သူတို့တွေရဲ့ကျေးဇူးတွေကိုနားမလည်တဲ့အခါကျတော့ဒီလိုပဲနေကြတာဘုရားဘာမှမသိတရားဘာမှမသိသံဃာတွေရဲ့ကျေးဇူးတွေလည်းမသိကိုယ့်ရဲ့ဘဝတန်ត្រာနောင်ကြီးလည်းဘာမှလည်းမသိဒီလိုပဲနေကြတာသူပြောကိုပြောသူ့အကြောင်းငါအကြောင်းပြောရင်စီးပွားရှာရင်လည်းဒီလိုပဲဩသေးသွားကြတာသေလို့ပြီးသလားဝဲကြောက်ထဲမှာသေဆက်အောင်ဟုတ်ပြီနော်အဲ့တော့ခမရတို့ဒီတိုင်းနေလို့ဖြစ်ပါမလားဘာလို့ရမလဲယန္တာသုံးပါးကိုခုနလိုဂုံကျေးဇူးတွေကြီးပြီးတော့ဘုရားတရားတန်ခါယန္တာသုံးပါးရဲ့ဂုံကျေးဇူးတွေအဲ့လိုကြည့်ရမယ်သီလကိုစောင့်ထိန်ပြီးတော့နောက်ဆုံးတော့ဘာဝနာဆိုတဲ့တရားမပွားရဘူးလားမိစ္ဆာဘာဝနာမပွားကြနဲ့ဟိုကောင်မဘလို့ဟိုပါတရားဘလို့သွားမလုံးနဲ့အဲ့ဒါမိစ္ဆာဘာဝနာဟုတ်ပြီလားသူ့ဘသူလောက်တာတော့ကိုရတာပါကိုသိရင်ဘယ်ပါတရားမှလာပြီးတော့ငရဲပြလာမခေါ်ဘူးထဲတာတော့ထဲလေပေါ့ကြိုက်တဲ့ပါလေခမောက်မှထဲပေါ့ဟုတ်ပြီလားဒါနဲ့ကျင့်တ်လို့ပြီးပါမလားဘာလို့ရမှာလဲမိမိမသိခင်နေလို့ရတဲ့အချိန်လေးမှာခုနလိုဒါနတတ်တဲ့လောက်ပြုသီလကတော့ဒါနံဒါရတုတ္တတာယဒါနကိုတော့သရာတရားနဲ့လှူတဲ့နေတာများတာမပါဘူးသီလံရခတုတ္တပရာသီလကြတော့ထမိန်ပစိုးကဲ့သို့အမြဲတမ်းဝတ်ထားတဲ့ဘာဝနာကြတော့သေးသေးကြီးကျင့်အဲ့လိုမှားထားတယ်အခုတော့ဒါနကလည်းကျိုးတယ်သီလကလည်းမရှိဘာဝနာနတ္ထိနဲ့နေကြပြီဒီတိုင်းသိတော့အပယ်လေးပါးကတော့သေချာပေါက်ပြီဘလောက်ပဲသမခါလိမ့်ပြီးစိတ်ပြည့်နဲ့စိတ်နကနဲ့ဗမာမသာသိရင်သွားပြီပုတ်ပြီခုနဥသိဒီမှာပရိစ္ဆေတာပြလိုက်တာအဲ့ဒီမှာပုတ်တဲ့မသာတွေ့လားမတွေ့
အဲ့ဒါလျှက်တစ်ပြက်ကားတိုက်ပြီးတော့ပြန်တော်မူတဲ့ဘုန်းကြီးမပုတ်ဘူးနော်အသေးမတတ်ခင်ကြိုတင်ပြင်ထားတာခင်ဗျားတို့တိုင်းနေသိပုတ်မှာပုတ်ပြီးတော့နေတဲ့ပုတ်ကပုတ်တဲ့ဘဝရောက်သွားရောတပိတ်တော့နောင်မှပုတ်ပွားနန်းနေပြီဦးသိရှိယောဂီတွေကဘယ်နှရက်ထားတာရေခဲတိုက်တဲ့ထားတာနေဘူးလန်းတာဘယ်တော့မပုတ်ဘယ်နှရက်ထားတာမပုတ်ရေခဲပုံးနဲ့ထဲတာရေတာခဲနေမှသူကမပုတ်ဘူးမတောက်ဘူးရေခဲခဲနေသူကပြော့ပါအသေးမသခင်ပြင်ထားတာဒီအဲ့တော့ခင်ဗျားတို့အသေးမသခင်ပြင်ဖို့အတွက်နံပါတ်1ဘာပြင်ရမလဲတဲ့ဉာဏ်3ပါးနဲ့5ပါးသီလကိုအသက်နဲ့လည်းပြီးစောင့်ထိန်ပါဟုတ်ပြီလားအေးဒါနကိုတစုံတယောက်မှအစလှူပါလှူတယ်ဆိုတာကိုယ့်အတွက်ပါဟုတ်ပြီနော်ဘာဝနာပွားတဲ့တရားအားထုတ်တယ်ဆိုတာဘုရုအတွက်လေနတ်ပြည်ဗမာပြည်မှာရမလားဘယ်ပြည်မှာရတာလဲအေးလူဖြစ်တုံးလေးရသလောက်သိမ့်ကြုံယူကြလို့တိုက်တွန်းတာသဘောပေါက်ပြီလားအေးအဲ့လိုဆိုရင်ကာယ ानु ပဒနာဘာဝနာတစ်ခုလောက်ပွားကြအောင်ဘယ်လိုပွားမလဲအိမ်မှာနေရင်ရန်လေးထိုင်ဒီတိုင်းလေးထိုင်နေတဲ့အခါမှာအခုယောဂီတွေတိုင်းထိုင်နေတဲ့အခါမှာမိမိတို့ခန္ဓာအင်ကနာသီဘဝနဲ့လေကတွန်းဝင်လဲတွန်းထွက်လဲမထွက်မနေဘူးလားအဲထွက်နေရင်းနှီးပြီးမျိုးရှာနေရာရှာကြမလို့အားတဲ့အချိန်လေးပေါက်ကြရတွေရှောက်ပြီးတော့တွေးနေတယ်ရတဲ့အချိန်ဘာဝနာပွားတွန်းဝင်လာတဲ့လေကကိုကတွန်းခိုင်းတယ်လားသူ့ဘာသူတွန်းလာလားပြန်ကန်ထွက်သွားတာကိုမထားရင်လို့ထွက်လာသူ့သဘောသူဆောင်သွားတယ်ခက်သလားတရားကဟောအဲ့လိုဆိုရင်ကိုကမရှိဘူးနော်မရှိမဆိုင်ဘူးသူ့ဘာသူဖြစ်ဟောတဲ့တွန်းပြီးတော့ဝင်လာလိုက်ပြန်ပြီးကန်ထွက်သွားလိုက်နဲ့ကိုမလုံခွဲနဲ့သူ့ဘာသူလုံနေတော့သူ့ဘာသူလုံနေတဲ့ထိုသဘောဆောင်တဲ့ခန္ဓာကိုယ်ကြီးငါခန္ဓာလို့ဆိုရင်မှန်ပါမလားမမှန်တာကိုမမှန်ဘူးလို့သိတာအမှန်ဟုတ်ပြီနော်ယောဂီတို့အခုတရားနာနေနေသေမာကြောက်လို့ရှူဆိုင်ရဘုန်းကြီးတရားလဲနာရလို့ရှိသလားဒါကြီးအခုတရားနာတော့ကိုရှူရတဲ့သူ့ဘာသူရှူလားအတ္တသဘောလားအနတ္တသဘောလားဟောညအိတ်တော့လဲအိတ်ပျော်အောင်လဲအိတ်ရသေမာကြောက်လို့လဲရှူအောင်ဆိုပြီးတော့ကိုယ့်ဘာကိုရှူတာရှိလားဒါအတ္တသဘောငါသဘောနဲ့ရှူတာလားအနတ္တသဘောနဲ့ရှူနေလားဒါအတ္တသဘောမဟုတ်တော့ဘူးဆိုတာငါခန္ဓာကိုယ်မဟုတ်ဘူးငါမဟုတ်ဘူးဆိုတာရှင်းမသွားဘူးလားရေချိုးတဲ့အချိန်အောင်ရေကလည်းချိုးရသေမာကြောက်လို့ရှူရဆိုတော့ရှိသလားသမင်းစားတဲ့ချိန်ထမင်းလဲစားရသေမာကြောက်လို့ရှူတာရောရှိသလားဒါဖြင့်ဒီရှူဆိုင်နေတဲ့သဘောကငါသဘောလားဓမ္မသဘောလားအတ္တသဘောလားအနတ္တသဘောလားအဲ့ဒါလေးကိုထိုင်ကြည့်တာပါခဲ့လို့ခက်သလားဟင်ခမရတို့မသေးခင်ကျုံပြီးတော့ယူသွားနော်ရသမျှအချင်းကိုစူဆောင်းသွားနော်နောက်မှနေသွားတယ်မလုံးနဲ့အကုန်လုံးကမတာသိရင်ဘာမှမကြံအကုန်ထားခဲ့မှာနိုဘယ်ငင်းငန်းစုကြည့်တဲ့သေတော့ပါသွားလားကုမ္ပဏီတွေတက်ကြီးတွေစိန်ပြေကြီးတွေယတနာတိုက်ကြီးရောသေတော့ပါသွားလားမပါဘူးပါသွားတာအဲ့မှာလောဘဒေါသမောဟကြောင့်မကောင်းတဲ့ဘဝပြုမဲ့ကံဝိပါကဝတ္တတော့ပါမသွားဘူးလားရှားတဲ့ပစ္စည်းတွေကဒီဘက်မှာထားခဲ့ပြီးမသားဟုတ်ကသွားခံနေရတယ်အဲ့ဒါဒီမတက်နဲ့တပါနဲ့ဩငါတော့လူဘဝလူပြစ်ခဲ့တယ်သာသနာနဲ့ကြုံနိုင်ခဲ့တယ်သိရင်တဲ့ဘဝမှာတရားဆိုတဲ့ခုနလိုဘုရားတရားသံဃာယနာတော်မှာယုံကြည်နိုင်ခဲ့တယ်အဲ့မှာဒုံလဘာသရတံပတ္တိတတ္တမတောင်နာအဓိတုံမှာအခုလိုသူတော်ကောင်းတွေဆုံးမတဲ့စကားအလွန်အလွန်မှရနိုင်ခဲ့တယ်အဲ့တော့ပပိစိတဘောဒုံလဘောယဟန်သီလရှင်မိုးရှင်ခဏနေပါအောင်ကျန်တဲ့၄မျိုးတော့ခင်ဗျားတို့ရမနေဘူးလားရတာလေရတယ်မှလည်းမသိဘာမှမသိပဲမနေနဲ့နော်အခုဦးဇင်းတို့တိုက်တွန်းပြီတဲ့ဒါနကိုလည်းနိုင်လောက်ပြုသီလကိုစောင့်သိဘာဝနာကိုအားသလိုပွားပါဆိုတော့တရားဆိုတာလိုက်ကြဖို့လိုသေးလားရှိမနေဘူးလားရှိပြီးသားရင်တရားချဆိုတော့တခါတည်းဝင်ငရှင်းလိုက်ဖမ်းလို့လိုက်ထိုးနေလို့မရဘူးသူ့ဘာသူရှိပြီးသားကြီးဘောလုံးကြီးကိုပေါ်လို့ဦးဇင်းအခုဒီကိုကြွလာတဲ့အခါကျတော့မြို့အဝင်ဝက်ကားလမ်းမကြီးမှာလမ်းဘေးတစ်ဖက်တစ်ချက်မှာကိုင်းတော်တွေတွေ့အဲ့ကိုင်းတော်တွေကကိုင်းပင်တွေဦးဇင်းကခုတ်ချင်နေဆိုတော့ပန်ရှင်ရှိလို့ရှိရင်ဦးဇင်းကိုတရားဆွဲမှာကြောက်လို့ဆိုပြီးပန်ရှင်ကိုလိုက်မေးတယ်အဲ့ဒီရွှေချင်းမျိုးကြီးထဲမှာရွှေချင်းမြို့သူမြို့သားများခမညာအဲ့ဒီအဝင်ဝါကကိုင်းတော်ကြီးဟာကားလမ်းဘေးကကိုင်းပြက်ကြီးကျွန်တော်ခုတ်မလို့ပန်ရှင်ရှိရင်အကြောင်းကြားပါဆိုတစ်မျိုးလုံးလိုက်ပြီးကြီးညာမောင်းခတ်တော့
ပိုင်ရှင်ရှိပါတယ်လို့ဖတ်ပြောတဲ့ပုဂ္ဂိုလ်ရှိလားအဲ့တော့အဲ့ဒီကိုင်းပင်ကပိုင်ရှင်ရှိသလားစိုက်ပျိုးတဲ့ပုဂ္ဂိုလ်ရှိသလားစိုက်ပျိုးသူမရှိဘဲနဲ့ပေါက်နေတဲ့ပုဂ္ဂိုလ်ကိုနဲ့မဆိုင်တာကိုဒါဒီမိရလည်းကိုမပိုင်ဘူးအဲ့ဒီပေါက်တဲ့ကိုင်းပင်ကလည်းကိုမဆိုင်တာတော့အဲ့ဒီမိမာနဲ့အဲ့ဒီပေါက်တဲ့ပေါက်ပင်ကိုငါပိုင်မဲ့ငါပစ္စည်းပဲလို့သွားပြောလို့ရပါမလားဘာလို့ကိုလည်းမဆိုင်ဘူးကိုလည်းမပိုင်ဟုတ်ပြီနော်အဲ့ဒီလိုပဲဥစဉ်ကမေးလိမ့်မယ်တဲ့ခမရတို့တရားနာတဲ့ပိဋကကြီးခေါင်းမှာသပင်မရှိဘူးလားဗျို့အဲ့ဒီခေါင်းမှာပေါက်တဲ့သပင်ဘယ်သူစိုက်ထားတာလဲခမရကြောက်ကြုံတုံးမလို့ဘယ်သူစိုက်ထားလဲဘယ်သူမှမစိုက်ဘယ်သူပိုင်လဲပိုင်ရှင်မဲတွေကြည့်မနေဘူးလားပိုင်ရှင်မဲတွေခေါင်းမှာပေါက်တဲ့သပင်ကခုနလမ်းမေးပေါက်တဲ့ကိုင်းပင်နဲ့မတူဘူးလားကိုယ့်ဘောက်ကိုစိုက်တာလားသူ့ဘောက်သူပေါက်တာလားသူ့ဟာသူဆိုတော့ငါရှိသေးလားအဲ့ဒါသပင်ဒီအတ္တသဘောလားအနတ္တသဘောလားအတရားပဲပေါ့တွေ့မသွားဘူးလားမျက်လုံးကြီးမိတ်ပြီးလိုက်ရှာဖို့လိုသေးလားဖွင့်ရှာလဲရပါတယ်ခင်ဗျားတို့ဓကမတွေဆိုသပင်တွေရှိရရှိကိုသပင်လေးရှိချပြီးကြည့်လိုက်တွေ့တဲ့သပင်ကတရားလားမတရားဘူးလားတရားတယ်လေသပင်အမြင်လေးတွေကိုလုတ်ထားသလားနန်းဆိုပြီးကိုယ့်အောင်ဆိုင်ထားသလားမင်းအောင်ကိုဆေးဆိုးထားတာလားရှီအောင်ကိုဖန်နီးတာလားငွေရသပင်နေရှိသေးလားကိုဆွဲလုပ်တာလားသူ့ဘာသူကျွတ်သွားလို့ဒါဒီသပင်ကသူ့ဘာသူလည်းဖြစ်တယ်သူ့ဘာသူလည်းပြုပြီနေသူ့ဘာသူလည်းပြက်တတ်တယ်ဆိုတော့ငါပါသလားသံမယအတ္တသဘောလားအနတ္တသဘောလားပိုင်ရှင်ရှိလားအဲ့လိုဆိုငါသပင်လို့ဆွဲရင်မှန်မလားဟောမမှန်တာဘူးမမှန်တာသိသွားတာအမှန်တရားတဲ့သဘောကိုတွေ့ပြီးတရားတွေ့ပြီးဘာတွေ့သွားပြီလဲခက်သလားတရားရိတ်တာမှလားတရားခန္ဓာမှလားတရားဒါရိတ်တာဘာသွားလောက်တာလဲနားဤတာလို့စရာတော့နားဤတယ်အိမ်မှာမီးနေဝဆူးလို့အမေဟိုကလောက်ပေါင်းဒါဆောင်ပေါင်းဟိုကလေးသက်ပြီးပေါင်းနေအဲ့ဒါဟန်ဆူတယ်ရိတ်တာကြောင့်နားကိုအေးနေမျက်လုံးကြီးမိတ်ပြီးပါလောက်နေဘာပြောလို့လိုက်ရှာတရားဆိုတာမျက်လုံးမိတ်ရှာရလားအဲ့ဒါဒါပြီးဓမ္မဝင်နဲ့မျက်လုံးကြီးမိတ်ပြီးပါလောက်နေလို့ဘာလို့နေမှမသိအဲ့တော့တရားဆိုတာမြင်တော့လေတရားအခုသံမင်ကိုကြည့်တော့သံမင်သည်ကိုယ်စိုက်တာမဟုတ်ကိုယ်ဖန်တီးတာမဟုတ်ပြုပြင်းတတ်တဲ့သဘာဝတရားသူ့ဘောသူလည်းရှည်တတ်တယ်သူ့ဘောသူလည်းကျွတ်သွားတော့မြဲသလားမမြဲဘူးလားသံမင်ကြီးအနတ္တသံမင်ကြီးအနိစ္စဆိုတဲ့သဘောပေါ်မလာဘူးလားအဲ့ဒီသံမင်ရှိတော့ပြုပြင်းရတဲ့ဒုက္ခမရှိဘူးလားဟောသံမင်ကြီးအနိစ္စသံမင်ရဲ့သဘောဒီဒုက္ခသံမင်ကြီးမမြဲတဲ့ကြောင့်အနိစ္စဆိုတဲ့သံမင်ပေါ်မှာအနိစ္စဒုက္ခအနတ္တအဲ့မှာအနတ္တဆိုတဲ့သဘောကရှင်းပြီးတော့ဉာဏ်မှာမြင်အောင်ပြုအောင်ငါစိုက်ထားတာမဟုတ်ငါခန္ဓာကိုလူဖြစ်ဖို့ခေါင်းသပင်ပါမှလူရဝင်မယ်ဆိုပြီးလူနဲ့တူမယ်ဆိုပြီးလူနဲ့တူအောင်ကိုယ့်ဟာကိုသပင်စိုက်ထားတာကိုလှုပ်ထားတာပါသလားခင်ဗျားတို့အမေဝင်နေရထွက်လာတော့အမေဝင်နေရတော့ထွက်လာတော့သပင်ပါမလားဟုတ်လားအမေဖေးစိုက်ပေးလိုက်သလားငါဘာငါရောစိုက်သလားစိုက်သူမရှိပိုင်သူမရှိရှိသလားဩအဲ့လိုသံမင်ကြီးအနတ္တအနိစ္စဒုက္ခလက္ခဏာကိုပွားတာပါခက်တယ်လေအဲ့ဒါကအလကားနေရင်ပွားသိပြီးရောနဲ့မရဘူးမြဲအောင်ဘာဝနာဆိုတာပွားရမယ်ဟုတ်ပြီလားအဲ့တော့သံမင်ရဲ့အနတ္တအနိစ္စဒုက္ခဆိုတဲ့ထိုသုံးချက်ကိုအမြဲတမ်းထက်ကတက်ကတဒုံသွေးသလိုထက်ကတက်ကသွေးနေမယ်ဆိုရင်အဲ့ဒါပွားနေတယ်လို့ခေါ်တယ်အနိစ္စကိုပွားခြင်းအပြင်နိစ္စဆိုတဲ့အယူမှားကိုပယ်တယ်ဒုက္ခဆိုတဲ့သဘောကိုရှုခြင်းအပြင်ဒုက္ခကိုပယ်တယ်အနတ္တလို့မြင်တဲ့အပြင်အတ္တကိုပယ်တယ်ဆိုတော့ကိလေသာကိုမပယ်ဘူးလားကိလေသာပယ်တာဘာပယ်တာလဲမဲ့ညာကပယ်တာဘာပယ်တာလဲအဲ့ဒီလက္ခဏာ၃ချက်နေတာကောကရကမဂ္ဂင်၅ပါးမဂ္ဂင်၈ပါးပြည့်မသွားဘူးလားဇာမေမောစိတ်ကလေးတည်တာကတမာတတိသမင်ကနေစိတ်ကလေးရွေ့မသွားအောင်အားစိတ်တာကတမာဝယမတတိလေးကိုအားစိတ်တာတမာဝယမစိတ်ကအဲ့တော့သပင်ပေါ်မှာတည်သွားတာတမာတမာတိတမာဒိဋ္ဌိကသပင်ရဲ့သဘောကိုမြင်တယ်တမာသင်္ကပ္ပကသပင်ဒီငါလောက်တာမဟုတ်ပြုပြင်းရှိလာတဲ့ငါဖန်နေတာမဟုတ်ပြက်သွားတဲ့သဘောလဲငါဖြစ်တာမဟုတ်ဘူးလို့ဆင်ញင်တာကတမာသင်္ကပ္ပကရကမဂ္ဂင်၅ပါးရမသွားဘူးလားအဲ့တော့ကရကမဂ္ဂင်၅ပါးနဲ့တည်နေတဲ့ကောင်းတဲ့စိတ်ကလေးမွေးပြနေတာတမာစီဝါအဲ့ဒီကရကမဂ္ဂင်၅ပါးရအောင်အလုတ်လုပ်နေတာတမာကမ္မန္တာဩ
အရင်တော့50ပင်လို့အောင်မိတယ်အခုတော့50ပင်မဟုတ်ပါလားလို့စိတ်ကလေးနဲ့စကားမပြောဘူးလားတမဝါစာဆိုတော့မဂ္ဂင်ဘယ်နှပါးရလဲ10ပါးဘယ်နှပါးရလဲအဲ့တော့မဂ္ဂင်10ပါးနဲ့တည်နေတဲ့ပုဂ္ဂိုလ်ဘာခေါ်လဲသောတာပန်ပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်ခေါ်လဲဓမ္မနဲ့တည်ပြီးတော့အရိယာမတ်ကိုကူးမဲ့ပုဂ္ဂိုလ်မို့လို့ထိုပုဂ္ဂိုလ်ကိုဓမ္မာနုတာရီသောတာပန်ပုဂ္ဂိုလ်လို့ခေါ်သည်ဝိသကာအနာတပိန်ကြဖရာတရားတန်ခါယနာသုံးပါးကြည်ညိုတဲ့စိတ်နဲ့နေတဲ့တကြောင်သရာနုတာရီသောတာပန်ပုဂ္ဂိုလ်လို့ခေါ်သည်သဘောပေါက်ပြီလားအဲ့ဒီလိုများသံမင်ကိုအနိစ္စဒုက္ခအနတ္တဝါရောတွန်းကန်တဲ့သဘောရဲ့အနိစ္စဒုက္ခအနတ္တတစ်ခုခုလောက်များဘာဝနာကြည်ဖန်များစွာပွားမယ်ဆိုရင်တရားဓမ္မတွေနိဗ္ဗာန်ကိုသွားနေတယ်လို့ခေါ်တယ်အပေလေးပါးနဲ့လောကတန္တရာကယုံထွက်နေတယ်လို့ခေါ်တယ်ဟုတ်ပြီလားအဲ့ဒီအလုတ်ကိုရဖို့လူခန္ဓာသာသနာနဲ့တည်တဲ့ထေရဝါဒနိုင်ငံမှာမရဘူးလားကဘာကြီးမှာနေရာတကယ်တည်းရရဲ့လားမရဘူးကျုပ်တို့ဒီမှာတန်ခါအပြင်ဝိုင်းဝိယုံနေလူသားဖြစ်သွားဒီပြည်နိုင်ငံလဲကြောက်ဝိယုံနေလူသားတွေဖြစ်တော့တန်ခါလို့မသိတော့အဲ့တော့မှမြန်မာနိုင်ငံရဲ့တန်ဖိုးနော်နိုင်ငံကြတော့သူလဲဒီလိုဘုံမတွေနဲ့ဗိုလ်ကြီးတွေနဲ့သူတို့ကိုတို့ရတယ်ဘယ်သူမှပါမလို့ကိုယ်လဲဒီလိုပဲဘာမှလည်းမသိဘုန်းကြီးဆိုတာမရှိတန်ခါဆိုတာလည်းမရှိသူ့နိုင်ငံနဲ့သူ့လူမျိုးနဲ့သူ့ဝတ်တွေဝတ်တယ်ကရုံကြီးနဲ့ဝတ်တယ်ဒါပဲသိတာဗျခမရတူကြီးကြမှာရဏသုံးပါးနဲ့သီလတည်တဲ့ဂုံရှိတဲ့တန်ခါတွေဆိုတာဗမာပြည်ကြမှာသိတာသူတို့မသိဘူးအဲ့တော့တရားဓမ္မတွေခုနသဗ္ဗင်ကိုယ်သလကောင်းအာနာပါနဝင်သက်ထွက်ကတူ၎င်းလက်သေးကို၎င်းကြိုက်တာကို၎င်းဤကောဓမောလို့ခေါ်ပါတယ်တဲ့တခုတည်းတော့တရားပေါ်မလာဘူးလားဤကောဓမောဘိက္ခဝေဘာဝိတာပုလိတာအဘိညာသံမောရယနိဗ္ဗာန်ယသံဝတ္တိစိတ်သားစိတ်သမီးတို့တခုတည်းသောတရားကိုဘာဝိတာပွားပါတဲ့သံမင်းနဲ့အနိစ္စသံမင်းရဲ့သဘောရွတ်တာမဟုတ်ဘူးနော်သံမင်းရဲ့ကိုမဆိုင်ပဲနဲ့သူ့ဘာသူပေါ်လာတဲ့အနတ္တသဘောကိုဉာဏ်နဲ့မြင်ပြီးတော့သုံးသပ်လိုက်ဒီသံမင်းဒီသူ့ဘာသူပြုပြင်တဲ့ကြောင့်သံမင်းရတော့ပြုဝပြင်းရထိန်းသိမ်းရတဲ့ကြောင့်ဒုက္ခဆိုတဲ့သဘောကိုဉာဏ်နဲ့သိလိုက်သံမင်းဒီကိုကမဖန်တီးပဲနဲ့သူ့ဘာသူကျွတ်သွားတယ်မမြဲလို့ကျွတ်သွားတဲ့သဘောဉာဏ်နဲ့ကြည့်ပြီးတော့အဲ့ဒီလိုသံမင်းရဲ့အနိစ္စဒုက္ခအနတ္တဝါရွဲ့တွန်းကန်တဲ့သဘောရဲ့အနိစ္စဒုက္ခအနတ္တသို့မဟုတ်နှစ်ခုတဲ့သို့မဟုတ်တစ်ခုပေါ့အဲ့ဒါကိုကျင့်ဖန်များစွာလက္ခဏာ၃ပါးနဲ့ပွားနေတာကိုအဲ့ဒါဘာဝိတာလို့ခေါ်တယ်တရားအများကြီးဖို့ပါဘူးတဲ့ဉာဏ်စီနေရှောက်မတက်ပါနဲ့တဲ့တစ်ခုတည်းပဲပွားပါအဲ့လိုကျင့်မှများစွာပွားလို့ရှိရင်ဘာဝိတာဘုလိတာအဘိညာယဉာဏ်တို့ရလိမ့်မယ်နိဗ္ဗာန်ယနိဗ္ဗာန်မျက်မှောက်ပြုပါလိမ့်မယ်တမ္မောဒယသစ္စာလေးပါးရလိမ့်မယ်နိဗ္ဗာန်မလိုချင်ဘူးလားလိုချင်ပါလို့သာမင်တစ်ခုတည်းကိုပဲအနိစ္စဒုက္ခအနတ္တပွားနေနိဗ္ဗာန်မရောက်ဘူးလားဘာဉာဏ်စင်မှမလိုဘူးအဲ့ဒါဉာဏ်စင်ပဲအခုကဒါဝိတာတက်ခြင်းနဲ့ဒီဉာဏ်မိဒီဉာဏ်တက်ခြင်းနဲ့လျှောက်လို့နေတာခိတ္တဝိပဿနာဖြစ်ဒါနဲ့မြောက်ဒါရိုးနေပြီဒီကျင့်နေရရိုးနေပြီဒီဓာကြီးကရိုးနေပြီဆိုတာစွဲအောင်မပွားဘူးတဲ့အခုခေတ်မှာပွားတဲ့အလုပ်မလုပ်တော့ဘူးအဲ့လိုပြဉာဏ်သူကဘယုံနိုင်ပြီသူကဘယ်အဆင့်ရှိပြီလျှောက်လို့ဒီမှာအဆင့်ရှိသေးလားသူလည်းအနတ္တကိုလည်းအနတ္တကိုယူသူ့အဆင့်ငါအဆင့်လျှောက်လို့နေသေးတယ်တရားငဘောတွေလျှောက်ပြစ်ကုန်တရားယူတွေယူကုန်လို့အဲ့တော့ကိုယ့်ဟာကိုယ်သံမင်းပွားပွားအာနာပါနကမ္မထံဟောတယ်မူလေးထွက်လိပဲပွားပွားလက်သေးပဲပွားပွားအရေးပြားပဲပွားပွားဥရေအသက်တွေကြိုးတယ်ကာယ ानु ပဒနာတစ်ခုကိုပွားသည်ရှိတော့ယဟန္တာဖြစ်ပြီအစွဲဥပါဒကြံနေသေးတောင်မှအ ਨੇ ဆုံးအနာဂါမဲ့မဲ့ကူးပြီလို့ထိုနှမျိုးတစ်မျိုးရမယ်ကူ၍မြတ်စွာဘုရားကယုံကြည်ပြီးပွားရမယ်လို့ဘုရားဟောတာပါတယ်ခမရတို့အခုမိစ္ဆာဘာဝနာမပွားကြပါနဲ့ဟိုကောင်မကဘာဖြစ်တယ်ဟိုလူကဘာဖြစ်တယ်မကောင်းကြောင်းလောဘနဲ့အရင်ခန္ဓာဒေါသနဲ့အရင်ခန္ဓာမာနနဲ့အရင်ခန္ဓာမစ္စရိယဆိုတဲ့မနာလိုမှုနဲ့အရင်ခန္ဓာနဲ့အပြုမှုပြောဆိုပြီးခမရတို့ရှောင်ကြပါဟုတ်ပြီလားရသော်တရားလိုပုဂ္ဂိုလ်မျိုးကဘဝပေါင်းဂရိပေါင်းများစွာသူများအရှင်လက်လက်သတ်စားမဲ့ဘဝနော်အသေးသားခံပြီးတို့အတွက်ရင်းသွားပြီငါတို့ကဒီတိုင်းနေလို့မဖြစ်ပါလားသူတို့ကတို့အသက်နဲ့ရည်ပြီးတနာလို့ရင်းသွားတာတို့ကမတိကျကျပြုပြီးနေမယ်ဆိုရင်ကိုယ်လောက်မိုက်တဲ့ပုဂ္ဂိုလ်မရှိပါလားဥစဉ်လည်းဒီလိုပဲနေတာရသော်တရားတို့မိမရင်းခဲ့တဲ့သာသနာငါလိုယဟန်ကဓမ္မယေနပုံစားမယ်မသိတော့ကောက်ဆုံးမလားအဲ့ဒါကြောင့်ဓမ္မတွေကာယ ानु ပဒနာပွားပြီးတော့နေကြပါနောက်တစ်ချက်ကတော့မဖြစ်မနေရိပ်သာသွားမယ်အချက်ကတော့ဝေဒနာဘောကတဏှာဒေါသချုပ်ကြောင်းတဲ့ဗါတယ်လေအဲ့ဒါကတော့ခမရတို့ဘဝတိုက်ပွဲပဲ
ဘဝမှာတိုက်ပွဲနှွှဲရဟုတ်ပြီနော်ခင်ဗျားတို့အခုတရားတရားကြာကြာအခုတရားနာတာအောက်ပိုင်းခန္ဓာကိုမလုံမပြေမနဲ့နာတဲ့ပုဂ္ဂိုလ်ရှိတာကျုပ်လှုပ်ပြနေတာတွေ့လားညာတော့မနာနေဘူးလားကိုနာပြီးစိတ်နာသလားခင်ဗျားတို့ကကိုလည်းနာတယ်စိတ်လည်းသိတော့ကိုလည်းနာတယ်စိတ်လည်းနာရင်ကောင်းမှာတော့မလားအဲ့ဒါလေးမသိခင်အသေးမတတ်ခင်ပြင်းရမယ်မျိုးသထေးကြီးဖြစ်ဖြစ်သမရာကြီးဖြစ်ဖြစ်ဆင်းရဲသားဖြစ်ဖြစ်တရောင်းသားဖြစ်ဖြစ်ခိုးဖြစ်ဖြစ်ဟာဒီရုပ်ဓာတ်လေးပါဖောက်ပြန်လာပြီဆိုရင်စိတ်မှာဒေါသတွေမဖြစ်ဘူးလားဒီမခံကြီးမင်းနဲ့ကြိုက်တဲ့ခဲတဲ့ထုံနာကျင်နာယောဂနှိမ့်ဆက်တဲ့တန်ကိုမခံစားနိုင်ဘူးဆိုတာဘာခေါ်လဲဒေါသဟာဒီရုပ်ကြီးကိုသက်သာအောင်ပြင်လိုက်မယ်ဆိုရင်ဘာခေါ်လဲလောဘဟောသူများပစ္စည်းတွေဟွာတွေလောဘမဟုတ်ဘူးအဲ့လောဘထားကြလို့ရဒီလောဘမရဘူးသေတော့လိမ့်ပြန်နေရောဒါကကာမဂုဏ်ယုတ်ကြီးကြိုက်ခဲထုတ်ချင်တာဘာယုတ်ကြီးလဲကာမဂုဏ်ယုတ်ကာမဂုဏ်၅ပါးဟိုသူကမခံဘူးလားဒီယုတ်ကြီးပစ္စည်းကာမဂုဏ်၅ပါးခံစားလို့ရရဲ့လားအဲ့ကာမဒါကာမယုတ်ကြီးခေါ်တယ်ဒီကာမယုတ်ကြီးကကြိုက်ခဲထုတ်ချင်လာတော့ဒုက္ခဖြစ်မလာဘူးလားကာမဒုက္ခဟုတ်ပြီနော်ကာမဒုက္ခဖြစ်လာတော့ယောဂီတို့မခံစားခြင်းတော့ဒီကာမဒုက္ခကိုပြင်လိုက်ရင်ကာမဒုက္ခရမသွားဘူးလားအဲ့လိုကာမဒုက္ခကနေကာမဒုက္ခကိုလိုချင်တာပါခေါ်လေလောဘတေကိုကောက်တော့တဏှာလိုတယ်နော်နည်းနည်းပဲပြေးတတ်ပဲဘိုးဘုတ်ချင်တဲ့ယောဂီနည်းနည်းပါလို့ဒီလိုဖြေနေတာကျန်တာတွေမသိဘူးဘုန်းကြီးအပေမန်းကပြီးပြနေခင်ဗျားတို့အလာကဝအစာကျူပြီးတရားပြနေကိုယ်နဲ့မဆိုင်လို့နေရတယ်ရတဲ့ဘုရားသစ္စာ၄ပါးနော်နာရကြားကျင့်ရနေတာမဟုတ်ဘူးမသွားဘူးကိုမကျင့်လဲရတယ်ဆိုနေကြတာသိတော့နေလို့ရလားသိပြီးတော့နေလို့ရလားမရဘူးအဲ့ဒါကြောင့်မလို့ဦးဇင်းတို့တိုက်တွန်းမှုလာခဲ့တာအဲ့တော့ကာမဒုက္ခဖြစ်လာတော့ဒေါသဖြစ်တယ်ထိုဒုက္ခရုပ်ကိုဒုက္ခပြအောင်လုပ်တော့ဘာဖြစ်လဲလောဘဖြစ်တဲ့ကုသိုလ်စိတ်လားအကုသိုလ်စိတ်လားဒုက္ခဝေဒနာကနေဒုက္ခဝေဒနာဖြစ်အောင်မဖန်တီးဘူးလားအဲ့ဒါအကုသိုလ်စိတ်လားမဲ့စိတ်လားအဲ့တော့တရားထိုင်တယ်ဝေလာတဲ့တက်ကအသိနဲ့ပြင်းမယ်ဆိုတော့ဘာစိတ်လဲမဲ့စိတ်လားလောဘစိတ်လားမခံနိုင်လို့ပြင်တာမခံနိုင်တာကဒေါသမဲ့စိတ်မရှိတော့ဘူးတက်တောင်ကြည့်ပြင်တာပါလေလောဘမဲ့စိတ်ရှိသေးလားဟောတရားထိုင်တာမကြွနေမတရားဘူးတရားသလားမတရားဘူးလားဒေါသနဲ့လောဘဖြစ်နေငါကိုကြီးဆိုတဲ့ဒိဋ္ဌိကိုဆွဲမထားဘူးလားငါသဘောငါယုတ်ငါပြင်းမယ်ဆိုတော့မာနရောပါမလားဘူးလားနာယုတ်ကိုမသိတာမောဟဆိုတော့လောဘဒေါသမောဟမာနလေးလို့ရမသွားဘူးလားငရဲလိမ့်ဆံပိဋ္ဌာသူတွေပဲဓမ္မယုံနဲ့ငုတ်တုတ်ထိုင်ပြီးတရားရှာပါဆိုပရိစ္ဆေသုံးပါးဖြတ်ပါဆိုဟိုကြောင့်လဲနေတယ်ဝေဒနာတက်လာတဲ့ဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာလုံးလိုက်ဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာလုံးလိုက်တော့လဲမနေဘူးလားဘုဘုဆရာတော်ကြီးကကိုယ်သာနာ၍စိတ်မနာသည်နဲ့သိရင်ဆရာတော်ဟောတာလားမိုးကုတ်ဆရာတော်ဟောတာမိုးကုတ်ဆရာတော်ဟောပြီးမိုးကုတ်ဤသာသွားပြီးဟိုလဲကြောက်ကိုယ်လဲနာတာတော့ဘာလုပ်လဲကိုယ်လဲမနာအောင်စိတ်လဲမနာအောင်ပြင်းပြီးပြို့လှုပ်လဲပြောပါတယ်လူစီထုံးဝေပြန်စီးမနေဟိုလူကလည်းပြင်မျက်လုံးကတော့မိတ်ထားတယ်ကိုယ်လည်းမမြင်သူများလည်းကိုယ်မမြင်ကိုယ်ကလည်းကိုယ့်ကိုယ်မမြင်မျက်လုံးမိတ်ထားတယ်အဲ့ဒါပြင်းနေသွားပြင်းနေဆိုတာအမှတ်နဲ့ပဲပြင်းအသိနဲ့ပဲပြင်းမခံနိုင်လို့ခံတာအောင်ပြင်းတာကတော့အတူတူပဲပြင်းနေဆိုတာသိမခံနိုင်လို့ပြင်းတာမမိပြီလားသိမခံနိုင်လို့ပြင်းတာသိခံရင်ပဲရောက်မလဲသိမခံရင်ပဲရောက်မလဲနိဗ္ဗာန်နဲ့လိုချင်တယ်ငရေရောက်တဲ့အချိန်ကြီးသိမခံနိုင်လို့ဖြစ်ပါမလားဒါအမှန်ဘူးခင်ဗျားတို့အလိန်ထိမနေသေးနဲ့သေကံကြီးကျတော့ပြင်းနေနဲ့အသိနဲ့အမှတ်နဲ့ပြင်းနိုင်သေးလားဟိုတကားတဲ့ကျွန်းတရံလာပြီးငကြောသလိုကြောခန်းဘာမှမမှန်နိုင်မှတ်လိဆိုးလိဆိုကြိုက်တာကြီးသွားမှတော့ကပူတာကြီးသွားမှတော့ပူမှာပေါ့ကြိုက်တာကြီးသွားမှတော့ကြိုက်မယ်မခံနိုင်လို့ပြင်လို့ရသေးလားဘယ်လိုမှမရတော့ဘူးဟုတ်ပြီလားအဲ့တော့ဒုက္ခရောက်ကနေပြီးတော့ဒုက္ခရောက်ကိုပြင်လာလဲလောဘနဲ့ဒေါသနောက်တစ်ခါပြန်ဖောက်ပြန်လာတော့လဲလောဘနဲ့ဒေါသဆိုတော့ခင်ဗျားတို့တစ်ခါသွားရင်တမက်ရရဲ့လားမသိပါဘူးမဲ့နဲ့ပြောနေဗိဇ္ဇာကလဲတဲ့ဒါဖြတ်တယ်ဒါထွက်တယ်လုံနေတာဟိုလဲကြောက်ဒါလဲတယ်ဖြစ်သွားရင်လဲတာလည်းမသိဘူးကိုယ့်ကိုလည်းလဲမှမသိဆရာလည်းတပည့်တွေလဲနေပါလားလည်းမသိဘူးသိသလားဘောမာတာဖြတ်တာအလုံးမှပြတ်ရဲ့လားဟောနဲ့ဘောမာပြတ်အလုံးမှမပြတ်ဘူးလဲနေ
ဦးဇင်းအတင်းပြောတာမဟုတ်မှန်တာပြောတာပြတ်တဲ့ပုဂ္ဂိုလ်လည်းပြတ်မှာပေါ့လေသို့တော်လည်းပဲမခံနိုင်ရင်ပြင်ရမယ်အသိနဲ့ပြင်ရမယ်ဆိုရင်တော့မှားတယ်မြတ်စွာဘုရားရဲ့ဒေသနာမှာမခံနိုင်ပြင်မှာဆိုတာတစ်လုံးမှမပါဘူးအဲ့တော့ကောင်းပြီမခံနိုင်လို့ပြင်တယ်မခံနိုင်လို့ပြင်တယ်အသိနဲ့ပြင်အမှတ်နဲ့ဒီကနေ့ကျတော့မခံနိုင်တော့အသိနဲ့ပြင်တယ်အမှတ်နဲ့ရောရသေးလားဗမာလည်းမက်စိတ်ပုံစိတ်မက်စိတ်ပုံစိတ်ရှိသေးလားတောကမိတွေတဟုံးတောင်းနေတဲ့ပို့ပြီးတော့ခံစားနေရပါတယ်ဗျာအမလေးလောက်ကြပါအောင်အမလေးကြကြပါအောင်စောင်းလေးနည်းနည်းဖယ်ပြီးပါအောင်ခေါင်းလေးနည်းနည်းခူပြီးပါအောင်ချောက်လေးနည်းနည်းစမ်းဒီပေါက်လေးနည်းနည်းချပြီးပါအောင်ဒါပဲအဲ့တော့မှဟာနေတော့အစာကလည်းဗိုက်ထဲမှာမရှိတော့အစာအိမ်ကြီးကလည်းလောင်ပြီရင်ထဲမှာလည်းရေမတော့တော့ပူနေပြီယောဂါကလည်းမသေးသေးအောင်ဓာတ်နဲ့လီးသလိုနော်ခင်းနဲ့မွေးသလိုပလာယာနဲ့ကြိုက်ဆွဲသလိုခွေးဆွဲသလိုဖြစ်လာပြီအဲ့တော့အသေးကိစ္စတွေအဆုတ်ကိစ္စတွေတကူလုံးအကျော်ဒီမှာကိစ္စတွေပြန့်နှံ့ပြီတကူလုံးအစိတ်စိတ်မှဓာတ်နဲ့ခွဲသလိုတန်နဲ့ရိုက်တယ်သလိုဖြစ်နေပြီအဲ့ဒီကျတော့အတိနဲ့အမှတ်နဲ့ပြင်လို့လွတ်သေးလားအဲ့တော့ဘယ်လိုလို့ဒီလိုပဲသိကြမှာလားခင်ဗျားတို့ရကျင့်တဲ့တရားတွေမှန်သေးရဲ့လားမမှန်လို့អော်နေတာပေါ့အဲ့တော့မသိခင်သေတာကတော့သေပါမယ်မဲနိုင်ဖို့လိုသေးလားသူ့ပါတိကိုယ်ပါတိပြိုင်ဖို့လိုသေးလားအကုန်လုံးမှသာအားကြီးပဲမသိခင်ခဏဆောက်ပြီးဟုတ်ပြီလားခင်ဗျားတို့ကျတော့မသိခင်ခဏဆောက်ပြီးတရားနာနေရတယ်မဟုတ်လားကျိုးကလည်းသေလည်းမကြတော့တရားဟောနေအကုန်လုံးဘာဖြစ်မလဲသေမာတယ်သေတယ်ဆိုတာပြင်းထန်သောယောဂတွေနဲ့အာဟာရရေအာဟာရအစာအာဟာရဖြတ်ပြီးရက်ဆက်ဆက်တတ်ဖြတ်ပြီးတော့သေခံရတာဗျခင်ဗျားတို့မကြောက်ဘူးလားကြောက်ရင်ဘာလုပ်ကိုရီးယားကကြည့်ပေါ့အဲ့တော့သေရတော့သေရမယ်မသေခင်အသေးအတတ်ခံရမှာတတ်ချင်းစီရတော့တတ်တတ်သေတတ်တဲ့သဘောယုတ်ကြည်တော့ရှိတယ်စိတ်ထဲမှာဒေါသပြီးလောသပြီးခြုံငိမ့်ဖို့မလိုဘူးလားအဲ့ဒါပြင်ဖို့လိုတယ်စိတ်တကကြီးမပန်ရင်နေပါသေးတက်ကြီးမနေရရင်နေပါသေးထလက်တဲထိုးပြီးတော့ပဲနေရပါသေးပေါ့ဒီလိုအညာတော့ထလက်ဒီမှာတော့ဘာမိုးတော့မသိဟမ်နောက်ဆုံးကောက်ယူနဲ့ရိုးပြတ်နဲ့ပဲကိုင်းရင်နဲ့ပဲမိုးပြီးနေရပါစီဗျာဟာဒီခန္ဓာရဲ့ဒုက္ခနဲ့ရင်ဆိုင်ရတဲ့အခါမှာတိမခံခြင်းနဲ့ဒေါသလှုပ်ခြင်းနဲ့လောဘကိုအမြင့်ဖြတ်ထားရင်မငြိမ်းချမ်းဘူးလားအဲ့ဒါပြင်ဖို့လိုတယ်ဟုတ်ပြီနော်အဲ့ဒီတော့တရားဓမ္မတွေဒီဘက်မှာဒုက္ခဝေဒနာကနေဒေါသလောဘချုပ်ဖို့အတွက်ဦးဇင်းတို့တရားပြတော့သိင်္ဂကျမ်းနေဟာပြောတယ်သိင်္ဂကျမ်းနေဆိုအတ္တကိလပဋ္ဌာနိယောဂကြီးတို့ပြောပြီးအဲ့ဒါသာသနာပြအမျိုးပါသာသနာဖြစ်စည်းမှာပါသွားပြီအမျိုးတော့မသိသာသနာဖြစ်စည်းပါသွားပြီတရားဆိုတာကြမ်းကြမ်းမကျင့်ရဘူးဆိုတော့အဲ့ဒီကြမ်းကြမ်းမကျင့်ရတဲ့ပုဂ္ဂိုလ်ကနုနုနဲ့သူကတရားရထားလို့လားလို့မေးဖို့မလိုဘူးလားကြမ်းကြမ်းတရားမကျင့်အောင်ဆိုသူကနုနုနဲ့ရထားပြီရဟန်းဆိုပါရဇိကတိတ်ကဖို့ကြားပြီကြမ်းစရာမလိုနုထားပြီးနုမှကျင့်ရတယ်နုတာသူကနုနုနဲ့ရထားလို့ပြောတာပြရမယ်အေးအဲ့တော့မိုးကုတ်ဆရာတော်ကြီးကနောက်ဆုံးမိန့်ဟာဩဝါဒတဲ့ခန္ဓာရှိတဲ့သူတိုင်းခံစားရမယ်ဝေဒနာဖြစ်ပြတို့ရဲ့အဆုံးကိုရောက်အောင်ရှုကြမမိတ်မလျော့နေရကြနာမ်ဖြစ်ပြလားဝေဒနာဖြစ်ပြဝေဒနာဖြစ်ပြပြောပါတယ်အတူတူပဲတဲ့သဟဇာတာအညာမညာနေတရားဥပနေတရားပစ္စည်းတွေဒုက္ခဝေဒနာနဲ့ရှင်းလိုက်ရင်တိမခံရင်နဲ့ဒေါသနော်ရုပ်ကိုမပြင်းနဲ့စိတ်ကိုပြင်းနဲ့ဟောပြီလားယုတ်ကြီးတိုက်တာခဲတာကိုမပြင်းနဲ့စိတ်ထဲမှာတိမခံခြင်းနဲ့ဒေါသဒီဒုက္ခယုတ်ကြီးကိုဒုက္ခယုတ်ဖြစ်အောင်လုပ်ခြင်းနဲ့လောဘအဲ့ဒါအာဟုတုစိတ်အဲ့ဒီအာဟုတုစိတ်ကိုမဲ့စိတ်နဲ့ပြင်လိုက်ပါလို့ဒီလိုဆိုလိုတာအောက်ကယုတ်ကြီးပြင်ခိုင်းတာလားစိတ်မှကတ်တဲ့ကိလေသာကိုပြင်ခိုင်းတာလားအဲ့မှာရှင်းစိတ်ဖြစ်ပြနောက်စိတ်မဲ့ဆိုတာရှင်းစိတ်ကတိမခံခြင်းနဲ့ဒေါသရှင်းစိတ်အဲ့ဒါကိုတိခံတဲ့စိတ်နဲ့စောင့်ရှုတာကမဲ့စိတ်ရှင်းစိတ်ကလှုပ်ရှင်တာကလောဘအာဟုတုစိတ်နောက်ကလှုပ်ရှင်တဲ့အတိုင်းလက်ရောမလှုပ်ဘဲနဲ့တိခံပြီးတော့လှုပ်ပါဆိုတဲ့အာဟုတုစိတ်ကိုစောင့်ရှုတာပါသေးလေအဲ့တော့စောင့်ရှုနေမယ်ဆိုရင်ဘာစိတ်ဖြစ်သွားမလဲမဲ့စိတ်ဖြစ်မသွားဘူးလားစောင့်မရှိဘဲနဲ့လှုပ်ရှင်တာနဲ့ပေါင်းဒေါသဖြစ်တာနဲ့ပေါင်းရင်အာဟုတုစိတ်ဖြစ်မသွားဘူးလားအဲ့တော့ရှင်းစိတ်ဖြစ်ပြနောက်စိတ်မဲ့ဆိုတာရှင်းစိတ်ကအာဟုတုစိတ်နောက်စိတ်ကမဲ့စိတ်အဲ့တော့မဲ့စိတ်အစဉ်ကူးသွားမယ်ဆိုရင်စိတ်မှာလောဘဒေါသကတ်လို့ရသေးလားရှင်းစိတ်ကလည်းလှုပ်ရှင်တာကကိလေသာစိတ်နောက်စိတ်ကလည်းလိုက်ရောတာပါလေကိလေသာတွေတဏှာစိတ်ဖြစ်မသွားဘူးလားစိတ်စဉ်မှာမဲ့ကူးသလားတဏှာကူးသွားသလားဒိဋ္ဌသမလဲသွားပြီ
ရှင်းစိတ်ကလည်းဒေါသစိတ်နောက်စိတ်ကလည်းဒေါသစိတ်ဆိုတော့မဲ့စိတ်ဖြစ်မလားအာဟုစိတ်ဖြစ်မလားအဲ့တော့ဘလို့ပြင်မလဲစိတ်ဒေါသစိတ်ကိုတိခံတဲ့အာဒေါသစိတ်နဲ့အစားထိုးဒေါသဖြစ်တဲ့စိတ်ကိုမဉ္ဇဏ်ကရှုဟုတ်ပြီလားလှုပ်ခြင်းတဲ့လောဘစိတ်ကိုတိခံတဲ့အာလောဘစွန့်လွတ်တဲ့အာလောဘနဲ့အစားထိုးလှုပ်ခြင်းတဲ့လောဘစိတ်လေးပေါ်တဲ့ဟာကိုနောက်စိတ်မစိတ်နဲ့ရှုမစိတ်နဲ့ဆက်ခရှုသွားရင်စိတ်မှာလောဘဒေါသကူးသွားလားမဲ့ကူးသွားလားအဲ့ဒါမဲ့ကူးတယ်လို့ခေါ်တယ်မဲ့အစဉ်ကူးသွားရင်လောဘဒေါသစိတ်မှာကအောင်မလားလောဘဒေါသမကိုက်ရင်ဆင်းရဲအောင်မလားအဲ့ဒါမသိခင်ပြင်ရမှာဟုတ်ပြီလားအဲ့တော့ခင်ဗျားတို့ဒီဘက်ထဲမှာသေပွဲနဲ့တွေ့တဲ့အခါမှာယုတ်ကြီးပြင်းထန်တာဝိနာတက်လာလို့ရှိရင်စိတ်မှာထားတောက်တဲ့လောဘဒေါသကိလေသာမီးကိုသတ်ပေးမဲ့ဆရာရှိလားဒီမှာတရားထုတ်တဲ့ပုဂ္ဂိုလ်တွေမပါဘူးလားရိတ်တာဘာလို့ချင်းလို့သွားလဲဘာလို့ချင်းနဲ့တရားလဲအသေးတတ်တဲ့နေ့ပြီးပါလို့သွားတောင်းလားမတောင်းဆရာလည်းအသေးတတ်တဲ့နေ့လူချင်းလားလို့မေးလားမမေးဒီလိုပဲဘုမသိဘာမသိနဲ့တပကံကုန်သွားတာအိမ်တိမ်မှာအဘရဲ့သူ့သမီးကိုဘူးကြပြောလို့သူ့ကိုဘူးလို့ခေါ်တယ်ဘူးနဲ့အဘရှိထမင်းစားနေတော့လူတယောက်ကဗျက်ဆိုပကံယူပြီးအဲ့တဲ့ဝင်စားတယ်စားလဲစားပြီးအဲ့လိုလက်စပြီးထွက်သွားတော့အဘဖြစ်တယ်ပေါ့ဟဲ့ဘူးကြီးခုနကဘယ်ရလူလဲမသိဘူးတဲ့ကျမအဖေးတငယ်ချင်းအောင်မလို့ဟာငါလည်းနင့်မိတ်ဆွေအောင်မလို့နဲ့ तू မပြောကပြောဘုမသိဘာမသိနဲ့တပကံကုန်သွားအခုလည်းသွားကြည့်နေပုဂ္ဂိုလ်ကလည်းဘာလို့ချင်းလို့သွားမှမသိဘူးဟိုကလည်းဘာပြီးမှမသိဘူးနဲ့ဘာပြလာလဲအင်းကပါရတဲ့ကော်ပီမီလေးပါလေးကုန်သွားတယ်ပေါ့အထုပ်ကလေးတွေလူးသေးလေးတွေကုန်ကုန်တာပဲတဲ့အေးအဲ့တော့ဒကာဓမ္မတွေဆရာရှိသွားတောင်းမယ်ဆိုရင်ကြံတာတော့မသိဘူးသေမာတော့သိကြပါတယ်ဗျာဆရာဆိုလဲလူဆရာဆိုလဲဆရာကျွန်တော်ကျမတို့လူဘဝနေရတော့ပြည်လဲပါပြီသေရေးမပြည်လဲပါဘူးသေအောင်တတ်တဲ့သတ်ပွဲမှာသေရတော့ရှိမယ်ဆင်းရဲတာမရှိတဲ့နည်းလိုချင်တယ်မတရားကကိလေသာကိုတတ်တယ်ပြောတယ်အဲ့တော့ဆရာကျွန်တော်ကျမသိတဲ့အခါမှာကိလေသာတတ်ပြီးတော့ငြင်းကြမ်းပြီးတော့သိခြင်းပါတယ်ဆရာသိနိုင်မှာမလားအဲ့လိုသွားမတောင်းအောင်လားအကယ်ရဟန်းဆိုလဲဆရာတော်တပည့်တော်မတို့တပည့်တော်တို့သိရပါမယ်ဗျာသိတဲ့အခါဟာဒီပြင်းထန်တဲ့ယုတ်ကြီးကရက်ဆက်စွာဖောက်ပြန်ပါတယ်ဗျာအဲ့ဒီအချိန်မှာပြင်းထန်တဲ့လောဘဒေါသမီးတွေတောက်ပါတယ်လောဘဒေါသမီးတောက်ရင်အမတမဆင်းရဲတဲ့ကြောင့်လောဘဒေါသမီးတွေကိုတတ်ချင်ပါတယ်ဗျာဆရာတော်သင်ပေးနိုင်မလားမမေးရဘူးလားအေးအဲ့လိုမေးဟုတ်ပြီလားဦးစင်းကဒါအမှန်ပဲကိုလည်းဒါလိုချင်တယ်လူဘဝဘလို့နေနေအကုန်ပိုင်တာဆိုင်တာတွေဘယ်သူတွေအကုန်ထားကြရမှာဟာဒီခန္ဓာကိုယ်ကြီးသတ်ပြီးတော့သိရမှာဒီခန္ဓာနဲ့ပေါင်းပြီးနောက်ဆုံးသိရမှာခန္ဓာကသိအောင်တတ်တဲ့ဒုက္ခနဲ့ရင်ဆိုင်ပြီးသိရမှာအဆင်းရဲပြီးတော့မသိနိုင်ဘူးချမ်းသာပြီးသိခြင်းနဲ့ယောဂီတို့ကမလုပ်ချင်ဘူးလားဒီဘက်မှာလိုက်ရှာပါတဲ့ရှိရင်လည်းဦးစင်းကိုရိပ်စာနဲ့တယ်လီဖုန်းနံပါတ်လမ်းပြပါဦးစင်းရဲ့တရားဓမ္မတွေလည်းညွှန်ကြားဖို့ရှိသလားအကယ်၍များဟိုက်ရွှေချင်းမျိုးကယောဂီတွေအရှင်ဘုရားကောသိအောင်တတ်တာတော့ရှိမယ်စိတ်မစင်းရဲပဲနဲ့ချမ်းသာတဲ့ဤမပေးနိုင်ဘူးလားဆိုရင်တော့ဦးစင်းရှိလာခြင်း10ရက်ပြည့်အောင်လာခြင်းရတယ်10ရက်ပြည့်အောင်လာမှကိုတောင်း10ရက်ပြည့်လို့ပြန်သွားလို့သိနေမတတ်ရင်ဦးစင်းတောင်းမှတ်မိပြီလားရိတ်တာကို10ရက်ပြည့်အောင်လာမှကိုတောင်း10ရက်ပြည့်လို့ပြန်သွားတဲ့အခါမှာသိနေမတတ်ရင်ဦးစင်းတောင်းဟုတ်ပါမလားစာချုပ်တာဒီလိုတရားရပါလားမမင်းနဲ့ဒီလိုရမရပါမလားလာမမင်းနဲ့ရောက်အောင်လာဖို့ပဲလို့တာနော်ရောက်အောင်လာပြီးလို့10ရက်ပြည့်လို့ပြန်သွားတဲ့အခါမှာဦးဇင်းတို့တရားကျင့်စဉ်တွေကျင့်ရနေပြီးတော့10ရက်လည်းပြည့်လည်းပြီးတော့လာတဲ့လူ100လား100ရမယ်1000လား1000ရမယ်ဒါပေမဲ့ဦးဇင်းတို့လူ400ကျော်450ပဲလက်ခံနိုင်တယ်အဲ့ဒါအသေးမတတ်ခင်ဇီယိုကြီးကသေအောင်မတတ်ခင်မိမိတို့စိတ်ကလေးမှာထားတော့တဲ့လောဘရတမီးကိုကြိုတင်မြင်ရပါမယ်ဟုတ်ပြီလားပြင်းတဲ့နီးရတော့ဒီမှာတော့တရားစခန်းဝင်စုံစမ်းညာနဲ့မဆုစုဝင်ဝဲကုံရက်ွက်ကျွေချင်းမြို့39တဲ့9ခွန်3465556တဲ့တရားစခန်းဝင်ဖို့စုံစမ်းညာဒီမြို့အတွက်ကို10ယောက်ပဲခေါ်တန်းပေးတာပါတယ်ဦးဇင်းတို့ကဗမာပြည်တပိုင်းပိုင်းနာနိုင်ငံခြားနဲ့အဲ့ဒါလက်မခံနိုင်ဘူးလူ450ကိုခေါ်တန်းချရပါတယ်ရန်ကုန်မြို့မှာဆိုတော်တော်လေးကိုဒုက္ခရောက်တဲ့အဲ့ဒီလက်ခံတယ်အတင်းဝင်တဲ့လူကတအားများတော့အဲ့တော့ဒီချွေချင်းမျိုးကတရားနာရတဲ့ပြိဿနဲ့လည်းကွာအဘိဓမ္မာအလူရှင်များဝေယောဇဆောင်ရတဲ့ပုဂ္ဂိုလ်များအား
အတိမတခင်ကြိုတင်ပြင်ဆိုတဲ့တရားနာကြတဲ့တကူအနေနဲ့ကြောင့်တရားနာကြတဲ့ယောဂီပေါင်းသူတော်ကောင်းတို့သည်ဒီဘဝဒီသာသနာဒီခန္ဓာတတ်တဲ့အချိန်မှာတတ်တာတော့ရှိမဲ့သေခြင်းဆင်းရဲမရှိတဲ့ခြုံကြီးနဲ့နီးကိုကျင့်နိုင်ကြနိုင်အားထုတ်နိုင်ကြပြီးလင်အာသင်္ကရတ္တနိဗ္ဗာန်ရှိပြီးမြတ်သို့ရလွယ်ရောက်လွယ်မျက်မှောက်ပြီးလွယ်နိုင်ကြပါသေးကုန်သတည်း